ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့တူဇာ Audiobook Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဒီတစ်ခါမှာတော့ရန်ကုန်သူဆိုတဲ့ရင်ခုန်စစ်လှုပ်ရှားစရာဝတ္ထုကောင်းလေးတစ်အုပ်ကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့လေအစောထိလိုက်ပါခန်းစားနားဆင်မိကြပါအောင်ရှင်။ကဲဒါဆိုရင်တော့ intro လေးပြီးသွားရင်စလိုက်ကြအောင်ပါနော်။ကျွန်တော်10ရန်အောင်တော့အင်္ဂလိပ်စာနဲ့အဝေးသင်တက်ဖို့ပဲဆုံးဖြတ်လိုက်တယ်။ပထမတော့ဒေးကျောင်းတက်မလို့ပဲအမှတ်မိပေမဲ့ကိုယ်တိုင်ကကျောင်းတက်ဖို့ပြေးနိုင်ရင်တခြားလေးလာချင်တာလေးတွေရှိတာရဲ့ကြောင့်ပြောရမယ်ဆိုရင်အခုခေတ်ကကျောင်းပညာရေးတစ်ခုတည်းနဲ့လုပ်ငန်းဝင်ဖို့ဆိုတာတော်တော်မလွယ်တဲ့ခေတ်လေ။ဒါကြောင့်လေကျွန်တော်တို့မျိုးနဲ့တိတ်မဝေးတဲ့ပသိမ်မျိုးမှာပဲအဝေးသင်တက်ဖို့ဆုံးဖြတ်လိုက်တယ်။ပထမတော့ရန်ကုန်မှာအဆောင်နေအလုပ်လုပ်ပြီးသင်တန်းတက်ပြီးရင်အဝေးသင်ဖြေပေါ့အမေနဲ့အဖေကအလုပ်လုပ်ဖို့ကြစိတ်မချတာရဲ့ငယ်သေးတာရဲ့ကြောင့်သင်တန်းတက်ချင်သမားဆိုရင်တက်ရအောင်ဆိုပြီးသူတို့မိတ်ဆွေတယောက်စီကိုပို့ပေးတယ်။ကောင်းထိုင်မင်းအလုပ်လုပ်ချင်တာကိုအဖေတို့နားလေပါတယ်။ငါတို့လည်းပတ်စံမရှိတာမဟုတ်ဘူး။ဒါကြောင့်လေမင်းတက်ချင်တဲ့သင်တန်းတွေတက်လို့ရအောင်ငါတို့မိတ်ဆွေတယောက်အိမ်ကိုပို့ပေးမယ်။မင်းတက်ချင်တာတွေအကုန်တက်လာခဲ့။ပြီးရင်တော့မင်းအမေအနားမှာပြန်နေဘွဲရတဲ့အခါငါတို့တခုခုစီစဉ်ပေးမယ်။ဟုတ်တယ်သားငယ်ရဲ့အမေမရှိတာမှသား2ယောက်ထဲမင်းရဲ့ကိုကနိုင်ငံခြားမှာမင်းကလည်းအလုပ်နဲ့အကြာကြီးသွားမယ်ဆိုဘယ်ဖြစ်ပါမလဲဒါကြောင့်သားလေးတက်ချင်တဲ့ကွန်ပျူတာအင်္ဂလိပ်စာသင်တန်းတွေတက်လို့ရအောင်မင်းရဲ့ဖေနဲ့ကစီစဉ်ပေးမယ်တက်ပြီးရင်တော့အိမ်မှာပဲပြန်နေကြားလားဟုတ်ကဲ့ပါသားတက်ချင်တဲ့သင်တန်းတွေတက်ရမယ်ဆိုရင်အဆင်ပြေပါတယ်ပြီးရင်တော့သားကိုကွန်ပျူတာကောင်းတစ်လုံးဝယ်ပေးရမယ်နော်အဲ့လိုနဲ့ကျွန်တော်တက်ချင်တဲ့သင်တန်းတွေတက်ရအောင်ရန်ကုန်ရွှေမြို့တော်ကြီးစီကိုရောက်လာခဲ့တယ်ပေါ့ဗျာအစကတော့အဝေးသင်ဆောင်မှုရဲ့ဖြေကနေတစ်လ2လလောက်အလိုလောက်မှသွားမလို့ပဲသင်တန်းက4လလောက်တက်ရမယ်ဆိုတော့နည်းနည်းစော်ပြီးအိမ်ကထွက်ခဲ့လိုက်ရတာပေါ့အမေကတော့မဟုတ်တာတွေမလုပ်ဖို့ညဘက်အပြေမထွက်ဖို့ဒရွတ်ရွတ်မှာတော့တာပေါ့ကောင်းထိုက်ကြီးကိုယ့်အိမ်ကိုယ့်ရလို့သဘောထားပြီးနေနော်မင်းမတီရီကညဂျူတီကြနေလို့အပြင်နောက်ကျမှာရောက်လာမှမိတ်ဆက်ပေးမယ်အမေနဲ့အဖေပို့ပေးမယ်သူတို့မိတ်ဆွေနဲ့အိမ်ဆိုတာအသက်ကြီးကြီးလူကြီးတွေဖြစ်ပြီးအာယုံနှောင်းရမယ်လို့ထင်ထားတာအခုတော့အထင်နဲ့အမြင်လွဲတယ်ပဲပြောရမယ်မနက်ကားဆိုင်လို့အိမ်ကိုရောက်ချင်းတွေ့ရတာကဒေါ်ဝင်းပပကအမေထက်လည်းအများကြီးငယ်တယ်လို့တော်တော်လေးလဲကြည့်လို့ကောင်းနေမြမဆန်နဲ့ပြောရမယ်ဒေါ်ဝင်းပပပြောတဲ့သမီးကိုတော့မြင်မှုသေးတော့ဘလို့လာမှန်ပြောတတ်ဘူးလောလောဆယ်တော့အိမ်မှာဒေါ်ဝင်းပပတယောက်ပဲတွေ့တယ်သူနေရာချပေးတဲ့အိတ်ခမ်းမှာပစ္စည်းရတွေနေရာချပြီးတရေတမော့အိတ်အနားယူမဲ့တွေးနေတော့မိန်းကလေးတယောက်အတန်ကိုကြားလိုက်ရတယ်မမေရေသမီးပြန်ရောက်ပြီညကအရေးပေါ်လူနာတွေများတော့ပင်ပန်းလိုက်တာအေးသမီးရေရေမိုးချိုးပြီးနားဖို့လုပ်တော့ဒါနဲ့အမေပြောထားတဲ့အမေဆီယာမရဲ့သားလေးရောက်နေပြီသိလားအခုတော့အိတ်နေပြီထင်တယ်နိုးမမိတ်ဆက်ပေးတော့မယ်ဒေါ်ဝင်းပပနဲ့သူ့သမီးပြောတာကိုကြားမှာပဲဒေါ်ဝင်းပပကအမေရဲ့စာသင်တုံးကတပည့်ဆိုတာကိုရိပ်မိတော့တယ်အမေကအရင်တော့ကျောင်းဆရာမလေအခုတော့ပင်စင်ယူပြီးအိမ်စီးပွားရေးပဲလုပ်တော့တာဒါကြောင့်လေအမေမိတ်ဆွေလို့ပြောတဲ့ဒေါ်ဝင်းပပကငယ်ရွယ်ပြီးကြီးကောင်းနေတဲ့အကြောင်းကိုဇက်ရည်လဲသွားတော့တယ်မောင်ကောင်းထိုက်ရီနိုးပြီလားအန်တီထမင်းဝဲပြင်မိမယ်နော်မင်းမနဲ့တူတူစားလိုက်မနှက်ဖြန်မင်းမအလုပ်ပိတ်ရက်ဆိုတော့သွားချင်တာရှိရင်လည်းသူ့ကိုပြောပြလိုက်ကြားလားအာမနာနဲ့နော်ဟုတ်ကဲ့အန်တီဒီကိုရောက်တာတရက်မပြည့်သေးပေမဲ့အရာအလုံးကစိတ်ချမ်းသာစရာတွေကြီးပဲလို့ပြောရမယ်ကျွန်တော်ကလည်းဒီလိုအလှပတွေပြည့်စုံတဲ့ရင်ဝန်းရောက်ရင်စိတ်ကူးရင်ပြီးပျော်ရွှင်တတ်တာကြောင့်လေနည်းနည်းတော့ပိုပြီးစိတ်ချမ်းသာရတာပေါ့ဗျာနေမှာတော့ဆိုရင်ရက်ွက်ထဲကအင်းနီနာချင်းနဲ့တညချင်းမလေးနဲ့ပဲစိတ်ကူးကဘာမှပျော်ရွှင်ပြီးတော့နေသားကြခဲ့တာဆိုတော့အခုလိုပတ်ဝန်းကျင်အစ်စ်အလှပအစ်စ်တွေကြားမှာအမေနဲ့ရွာကိုတော့တားမှမလွမ်းကျင်တော့ဘူးပေါ့ဒေါ်ဝင်းပပတို့တားမိကလည်းခစ်မိတယ်ပြောရမလားအလန်းနေကြီးပဲမြို့မှာအနေကြသူတွေဖြစ်တာကြောင့်လဲတိုပြက်အချဲသားကနေမှာတော့ကတော့မတွေ့ဘူးလို့ပြောရမယ်ကျွန်တော်မှရောက်စားနေမှာနေအစည်းအဝေးလုပ်ရမလို့ဒီတိုင်းလေးပဲပျော်ရွှင်မှုတွေကိုခဏရက်တန့်ထားမလို့ပေါ့
ငါမောင်ကဘာတင်တန်းရင်တက်ဖို့စိတ်ကူးထားလေလောလောဆယ်တော့အင်္ဂလိပ်စာနဲ့ကွန်ပျူတာပါပဲဗျဒါဆိုမနေ့ပြန်လှဲတန်းမှတ်သွားပြီးတင်တန်းတွေလျှောက်ကြည့်ကြတာပေါ့အမလည်းဈေးဝယ်စရာရှိတယ်ဟုတ်ကဲ့ပါမမဟဲ့လူကြားရရောက်ရင်အဲ့လိုမပြောနဲ့နော်နင်းနဲ့ငါနဲ့ကအသက်အလောက်กว่าတာမဟုတ်ဘူးငါ့ကိုမတ်တီပြီးလို့ပဲခေါ်ကြားလားဟုတ်ကဲ့မတ်တီရီဘာပဲပြောပြောမတ်တီရီကသူနာပြုချောတယ်လှတယ်ခင်မိတယ်ဆိုပေမဲ့မာနမကြီးဘူးဖော်ရည်ပြီးစကားပြောပွင့်လင်းတော့ထမင်းဝိုင်းမှာနေသူနဲ့ခင်ခင်မင်မင်ဖြစ်သွားခဲ့ရတယ်ရင်ကရန်ကုန်ကိုခဏခဏရောက်ဖြစ်ပေမဲ့မရောက်တာကြာပြီဆိုတော့ဘတ်စကားစီးရမှာတွေလူထူတတ်တဲ့လှဲတန်းလိုနေရာမျိုးတွေကိုတွားရမှာနည်းနည်းတော့စိတ်ပူမိတာအမှန်ပဲမနက်အိပ်ရာထတော့လေရေချိုးကောင်ကိုအိတ်ချင်မှုနဲ့ဝင်လိုက်တာခေါင်းနှမန်းကိုညှီးသွားတာပဲတခါမှလည်းအခုလိုမျိုးဒဇိုင်းအိမ်မှာကြာမနေဘူးတာရဲ့အပြင်ကဘာမှအတွေ့အကြုံမရှိရရဲ့ကြောင့်လေကြောက်လဲကြောက်သွားမိတယ်တရေတစေတာမကြောက်တတ်တာအခုလိုကြောက်လဲကြောက်မိတာဒေါ်ဝင်းပပကတယောက်တည်းတန်ရှင်းလုပ်နေတာပြောရမယ်ဆိုမတ်တီဗီနဲ့သာလှဲတန်းကိုသွားမယ်ဆိုပြီးပြင်ထွက်လာရတာအာယုန်တွေကမနက်ကအဖြစ်ပြက်တွေစီကနေခွာမရဘူးပေါ့မတ်တီဗီကစေယုံမှာညကျူတွေနဲ့အလုပ်ဆင်းရတာဆိုတော့တရေတွေပါချမခံရဘူးလားအမလီကောင်းထိုက်ရဲ့ဆရာဝန်တွေနဲ့စီနီယာတွေငေါက်တာရဲ့လူနာတွေကြီးကြတာရဲ့နေတရေကိုအာယုံမရပါဘူးတခြားသူတွေပြောတာတော့ကြားဦးပါတယ်ငါကိုယ်တိုင်တော့တစ်ခါမှမကြုံဘူးသေးဘူးကြုံမှုရင်ပြန်ပြောပြနော်ကြုံစရာလားကောင်စုပ်လေးရဲ့ငါတရေဆိုအသေးကြောက်တာဟိုမှာငါတို့စီးရမယ့်ကားလာနေပြီသွားရအောင်အဲကွန်ဘတ်ဆိုလို့အထင်ကြီးပြီးတက်လိုက်တာအထဲရောက်မှလူတွေပြည့်ကျက်နေရတွေ့ပြီးပြန်ပြေးခြင်းစိတ်တောင်ပေါက်တယ်မတ်တီရီကတော့အထဲကိုတိုးဝင်ပြီးကျွန်တော်လှမ်းခေါ်တာနဲ့ကျွန်တော်လဲတော်သားမျိုးရောက်ဘာမှစဉ်းစားမနေတော့ပဲသူခေါ်ရပဲလိုက်ရတော့တာပေါ့ကောင်းထိုင်ဒီမှာဝင်ရက်ပတ်ဆိုင်အိမ်ဒီဖုန်းလို့သတိထားရန်ကုန်မှာကားစီးရင်ကပိုင်းနိုင်တွေပေါ်တယ်ဆိုတာကိုတော့ကြားဘူးပြီးသားပါဒါကြောင့်လဲမတ်တီရီနေရာချပေးတဲ့သူ့နောက်မှာဝင်ရက်ရင်ပတ်ဆိုင်အိမ်နဲ့ဖုန်းကိုသူ့စီပေးထားလိုက်တယ်မတ်တီရီမှာစလင်းဘက်အိတ်အကြီးပါလို့မှတော်သေးတယ်ပြောရမယ်မဟုတ်ရင်အပေါ်ကတန်းအောင်ကင်ပြီးစီးနေရတာနဲ့အကုန်ပါတော့မှာကောင်းထိုင်တေချာကင်ထားနော်ကားဘရိတ်အုပ်ရင်လဲအောင်မေဟုတ်ဘာပဲပြောပြောမတ်တီရီရောဒေါ်ဝင်းပပရောကအတော်လေးသဘောကောင်းပြီးကိုယ့်ပေါ်မှာဂရုစိုက်ပြီးလို့မှတော်သေးတယ်ပြောရမယ်မဟုတ်ရင်ရန်ကုန်မြို့ကြီးမှာတော်တော်လေးကိုအခက်တွေ့နေမှာပြောရဲဆိုရင်မှတ်တိုင်ရောက်ကားဆရာကဘရိတ်အုပ်တော့ဆဲတန်ဆိုတန်နဲ့ပလော့ရိတ်သွားတယ်ကျွန်တော်မှကဆဲဖို့စိတ်ဆိုးဖို့ကိုအာရုံမရဘူးလေမတ်တီဗီကြောင့်ပိုပြီးဒုက္ခရောက်နေတယ်ပြောရမယ်မနက်ကလေးကမမြင်ဘူးတာတွေမြင်ပြီးကောင်းကင်ဘက်ကိုရောက်နေပါတယ်ဆိုမှအခုလေထောက်လိုင်းရာရှိတယောက်လိုဖြစ်နေတော့လဲတန်းကိုအမြန်ရောက်ပါစေဆူတောင်းနေရတယ်ကောင်းထိုင်မှတ်တိုင်ရောက်တော့မယ်ဟုတ်မတ်တီဗီလဲတန်းရောက်တော့ဦးထွန်းလင်းချန်လန်းနဲ့ကဆိုင်လက်ဆိုင်မှာအရင်ထိုင်ရင်အေးတောက်ကြတာပေါ့နေပူပူလူထူထူနဲ့တိုးဝေပြီးသွားလာရတော့ကောင်းကင်ဘော်ရောက်နေတဲ့အနေထားကနက်နက်တက်တာသွားလို့မှတော်သေးတယ်ပြောရမယ်အခုလေဒီလိုနေရာမျိုးမှာဘတ်စကားစီးပြီးတင်နန်းလာတက်ရမှာကိုတွေးပြီးတော်တော်လေးလက်စိတ်ပြက်နေမိတယ်ကောင်းထိုင်စိတ်ပြက်နေမဟုတ်လားဟုတ်တယ်မသိရီရေဒီနေရာမှာတင်နန်းတက်ရမှာနဲ့ဘတ်စကားစီးပြီးလာရမှာနဲ့တော်တော်လေးနောက်မှရနေပြီအမေကလည်းလေကြီးမိုးကြီးပြောထားပြီးတော့နောက်ပြန်ဆုပ်လို့ကလည်းမရတော့ဘူးအမလီအဲ့လောက်လဲစိတ်ဓာတ်မကြပါနဲ့အခုကရောက်ဖူးအောင်လို့လိုက်ပို့တာတင်နန်းကအမားတို့လမ်းသားလေးမှာလည်းရှိတယ်ကောင်းထိုက်မကြိုက်မှာဆိုလို့မပြောပြတာအိမ်နဲ့နီးတာရှိရင်အဲ့မှာပဲတက်မှာပေါ့မတ်တီရီကလည်းလှဲထဲမှာဈေးဝယ်ပြီးမတ်တီရီကရုပ်ရှင်ကြည့်မယ်ပြောတာနဲ့ရုပ်ရှင်ကြည့်ခဲ့ရသေးတယ်ပြီးတော့ကံမောင်ဘက်လျှောက်လဲကြမုတ်ဝယ်စားကြနဲ့အိမ်ကိုနေဝင်မှပဲပြန်ရောက်တာအဆုခံရပြီလို့တွေးနေတာဒေါ်ဝင်းပပကလည်းဘာမှမပြောတဲ့အပြင်ထမင်းဝိုင်းမှာပြင်ပေးထားသေးတယ်မောင်ကောင်းထိုင်ညာရင်ညတာလိုအပ်တာရှိရင်အန်နီကိုနှိုးလိုက်နော်အာမနာနဲ့ကြားလားမင်းအမကတော့အဲ့ရင်စင်အော်ရာမနိုးဘူးကွယ်ဟုတ်ကဲ့အန်ဒီနေ့လေကတနေခင်းလဲရှောက်လဲပြီးပြင်ပန်းလာတော့ထမင်းစားပြီးရနဲ့တန်းအိပ်ပျော်သွားတာအိမ်မှာဆိုခင်းစော်ရင်ည7 နှစ်လောက်မှအိပ်နေကြအဲ့ချိန်ကမလဲပတ်တော့ညတနာရီထိုးတော့နိုးလာတာ
ပြန်အိတ်မရတော့ဘူးပထမတော့သူများအိမ်ကိုရောက်နေတာဆိုတော့ကိုကြောင့်နိုးမှဆိုလို့ဂိမ်းမဲဆော့နေတာနေကင်းကနေပူပူရဲလျှောက်သွားအေးတွေရောအပူတွေရောမျိုးစုံစားထားတော့အာကောင်ကခြောက်ပြီးရေတအားဆာလာတာနဲ့ရေထွက်တောက်ရင်ရေဟောင်းနေလဲစွန့်တာပေါ့မတ်တီဗီတို့ကတားမင်းနှစ်ယောက်ထဲဆိုပေမဲ့မတ်တီဗီရဲ့လစာနဲ့ရက်တီနေရတော့အိုးပိုင်အိမ်မက်နဲ့နေရပေမဲ့အဲကုန်းတော့မရှိဘူးတယောက်ပန်ကတလုံးနဲ့နွေရသေးကိုဖြတ်တန်းရတာဒါတောင်တနေ့ကမိုးနှဲရွာထားလို့အပူရော့နေရလို့ပြောတယ်အခုလဲနွေရသေးကိုကျေးဇူးတင်ရမလို့ဒေါ်ဝင်းပပတယောက်လွတ်လပ်ရေးရပြီးအိမ်မက်ကဘာတွေရောက်နေတာဖန်သားမြေမော်ကအရာတွေဘလောက်ပဲလှတွေပြောလက်တွေကဘာကတောတောင်ကြီးမီအလှတရားတွေကိုတော့မှီမှန်မထင်ဘူးဗျမောင်ကောင်းထိုင်နိုးနေရလားဖိုက်ဆိုင်ပြောနော်ဟုတ်အန်ဒီရေတောက်ပြီးတော့အာကောင်၆ပြီးပူနေရတက်တာသွားလို့ဂိမ်းမစော့သေးပဲအလှပတွေကိုခံစားပြီးစိတ်ကူးကဘာတဲ့အလဲရောက်နေတာဒေါ်ဝင်းပပနိုးလာတာမသိလိုက်ဘူးတရဲတစီသားမကြောက်တတ်တာကြောက်တတ်တဲ့အရာတွေကိုခဏခဏကြုံနေရတော့လူကအယူတယောက်လိုဖြစ်လာသလိုပဲအခုလေဒေါ်ဝင်းပပကမသိချင်အောင်ဆောင်းပြီးပြန်သွားတော့လူရောစိတ်ရောတက်တာရပြီးပြန်အိပ်ပျော်တယ်ဘဝမှာတစ်ခါမှမကြုံမှုတဲ့အရာတွေကိုအမေနဲ့အဖေနဲ့ဝေးရမှာကြုံနေရပါမယ်တက်တိရှိရှိရင်ဆိုင်ကြော်ဖက်ရမယ်မဟုတ်လားကိုရိုင်းကလည်းအန်နီယူနဲ့ရင်ဆိုင်တက်ခိုက်ပြီးအတွေ့အကြုံသစ်တွေလိုချင်နေတာဆိုတော့တကယ်ကိုစွန့်စားခံပါပဲမတ်တီရီကတပတ်ကို2ခါလောက်ညကျူတီဆင်းရတယ်သူအလုပ်ပိတ်တဲ့ရက်တွေဆိုရွှေရကုံဖျားပြည်သူရင်ပြင်းတရိတ်ဆိုင်ယုံစုလီအစုံလိုက်ပို့တာတင်နန်းကိုလည်းရက်ကွက်ထဲကလူနက်နဲ့တင်နန်းလေးပဲကျွမ်းလိုက်တယ်မဟုတ်ရင်သွားလာတာနဲ့ဘာမှတက်မှာမဟုတ်ဘူးလေအဓိကပညာသင်ကျင်တာဆိုတော့နာမည်ကြီးတင်နန်းတွေကိုဈေးကြီးပေးပြီးတက်လဲတေချာမတင်မရင်တက်မှာမဟုတ်ဘူးလေဒီနေ့ကမတ်တီရီညကျူတီသွားတော့တော်တော်လေးပြင်းစရာကောင်းနေတာမတ်တီရီရှိရင်ဒေါ်ဝင်းပပနဲ့3ယောက်သားမိုနိုပိုလီတို့ဥနိုကတ်ဂိမ်းတို့ဆော့ပြီးပျော်စရာကောင်းသေးတယ်။နွေရာသီအပူဒဏ်ကိုအန်တုဖို့အတူအပြက်တွေနဲ့လွတ်လွတ်လပ်နေတတ်တဲ့သူတို့ကြောင့်လေအိမ်မှာဆိုအပြင်မှာပဲချိန်ကုန်တတ်တဲ့ကျွန်တော်ကအပြင်ထွက်ဖို့တောင်သတိမရတော့ဘူး။ဒီအိမ်ကိုရောက်တာတစ်ဖက်ပဲရှိသေးတယ်ဆိုပေမဲ့တက်ချင်တဲ့သင်တန်းတွေလည်းအဆင်ပြေပြေတက်ခွင့်ရတယ်လို့မတ်တီရီတို့တားမင်းညောင်းနဲ့လည်းအတော်လေးရင်းနှီးနေပြီ။နောက်ွယ်ကအလှပနေရာဒေသတွေကိုဆိုလဲအလွတ်တောင်ရနေပြီပြောရမယ်။ညဆိုအတွေးလေးတွေနဲ့စိတ်ကူးရင်ပြီးရှစ်ဆက်မဲ့မနက်ဖြန်တွေကအလှပဆုံးဖြစ်နေတာပေါ့။ကောင်းထိုင်မင်းမမရှိတော့ပြင်းနေပြီလား။ဟုတ်တယ်အန်ဒီရေမတ်တီရီကပြောတတ်တော့အမတရရောက်လိုက်တယ်လို့ပဲ။ဟုတ်ပါတော့အန်ဒီလီမင်းမရောက်ခင်ဆိုရင်သူ့အလုပ်သွားရင်ပြင်းနေတာ။မင်းရောက်လာတော့ပို့ပြီးတော့အဖွဲကျသွားတာပေါ့။ဒါနဲ့မောင်ကောင်းထိုင်အဝေးတင်ကိုရန်ကုန်မှာပြောင်းတက်ပါလား။ဒီမှာလည်းနေသားကျနေပြီ။ပြီးတော့ရန်ကုန်ကအခွင့်အလမ်းပိုများတယ်လေ။ဟုတ်တယ်ကျွန်တော်လည်းအဲ့ဒါကိုစဉ်းစားမိရနဲ့မမေကိုပြောထားတာ။အဖေကိုပြောကြည့်ပေးမယ်တဲ့အန်ဒီလည်းကူပြောပေးမှာပါ။ကောင်းထိုင်တခုလိုရင်ခေါ်လိုက်နော်။အန်ဒီအနားယူလိုက်အောင်မေ။ဒေါ်ဝင်းပပသွားတော့ဘဝရဲ့ရှေးရေးတွေကိုတွေးပူနေသလိုပိတ်သားနောက်ွယ်ကအပြိုင်ထွန်းလင်းနေတဲ့လာမင်းနှစ်စင်းကြောင့်လေဂိမ်းစော့ဖို့တွေးထားရတာဘယ်ရောက်သွားမှမသိနေ့လယ်ပဲရှိသေးတာဆိုတော့တင်နန်းကစာတွေပြန်လုပ်မဲ့စိတ်ကူးနဲ့နေထိုင်ရန်ဒေသစီလာတော့မြတ်ဆောင်ထိုးသူမဆံမြဲရနန်းတော်စီကရှေးဟောင်းသချင်းတစ်ပုဒ်ကိုဖွင့်ထားသလိုမျိုးပဲမေလအကုံဘက်ကိုရောက်နေပြီဆိုတော့ရွာချင်းရင်လေပင်းနဲ့တူရွာတတ်တဲ့မိုးကြောင့်လေပတ်ဝန်းကျင်တစ်ခုလုံးဟာအုံမိုင်းပြီးလောကကြီးဟာပြင်းစရာကောင်းနေတာပေါ့ရှေးဟောင်းသချင်းကြောင့်နန်းတော်စီကိုစူးစမ်းကြည့်မိတော့ဒေါ်ဝင်းပပတယောက်ပြင်းလုံးနဲ့တူပါတယ်စော့ကစားနေတာသူ့ကစားဝဲမှာကျွန်တော်ကိုခေါ်ဖို့မဝင်ရဲလို့ထင်တယ်ဆိုတဲ့အတွေးနဲ့ဝင်ကစားဖို့တွေးလိုက်တယ်တခါမှဒီလိုမကြုံမှုတာကြောင့်ကျွန်တော်မှာတော့ပထမပွဲမှာနဲ့အလံဖြူပြရတာပေါ့ဒေါ်ဝင်းပပကတော့ကျွန်တော်ကိုမချိုးမချင်းအပြုံးနဲ့ကောင်းကောင်းကြီးကိုစုံမရတာပဲမောင်ကောင်းထိုက်ကလေ့ကျင့်မှုလိုနေတာအန်ဒီတင်မေးရဲ့အတိုင်းကစားကြည့်ဒါမှလည်းအတွေ့အကြုံများများရပြီးအောင်ပွဲဆင်နိုင်မှာမတ်တီရီမရှိပေမဲ့မိုးရွာတာကြောင့်အပူဒဏ်လဲတက်တာသလိုဒေါ်ဝင်းပပရဲ့ကစားနည်းအစ်စ်ကြောင့်လည်းအပြင်းပြေရာထက်ပိုပြီးပျော်ရွှင်ခဲ့ရတယ်ဒေါ်ဝင်းပပကတော့ပြောရှာတယ်ကစားဖို့အဖော်ရလို့ဝမ်းသာတယ်တဲ့ကျွန်တော်ကလည်းဒီလိုပညာသားပါပြီးပျော်ရွှင်ရတဲ့ဂိမ်းကိုကစားတတ်သွားတော့
မတ်တီဗီနဲ့တောင်ကစားဖို့တွေးထားတာအခုလေဒေါ်ဝင်းပပကိုဘယ်ချိန်ဖြစ်ဖြစ်အစင်းနေမှာပဲလို့ပြန်ပြီးလေကျယ်မိနေတာပေါ့ဘာပဲပြောပြောပတ်ဝန်းကျင်အစ်စ်မှာအတွေ့အကြုံအစ်စ်မိတ်ဆွေတစ်တွေနဲ့နေသားကြသွားတဲ့ကျွန်တော်အန်နေရတွေခက်ခဲတွေကြားထဲမှာလေပျော်ရွှင်မှုဆိုတာရောက်လာတတ်တယ်ဆိုတာကိုနားလည်သွားပါပြီလေဟုတ်ကဲ့ပါပရိသတ်ကြီးတို့ရေဒီကနေ့တက်ဆက်ပေးခဲ့တဲ့ရင်ခုန်စစ်လှုပ်ရှားကြစာအုပ်ကောင်းလေးကတော့ဒီမှာပဲတခန်းရဆက်သိမ်းသွားခဲ့တာဖြစ်ပါတယ်ရှင်နောက်နေ့ဒီမှာဆိုရင်လေပရိသတ်ကြီးကြံ့ကြက်တက်လောက်မယ်ထင်တဲ့စာအုပ်ကောင်းလေးတွေကိုအမြဲလိုလိုရှာဖွေတက်ဆက်ပေးသွားမှာဖြစ်လို့လေသူစားရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင် like and subscribe လုပ်ပြီးတော့အားပေးသွားကြပါအောင်နော်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်လေပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်